ကျွန်တော်နာမည်ကအကောင်းထပ်ပါကျွန်တော်ကတိမ်ကြီးမြို့နယ်ကျက်ချီတီသူတော်တက်ဖွဲ့ကစေနာကျက်ချီတီစေနာဝန်ထမ်းပါဒီမှာတော့ကျွန်တော်ဒီမှာမန္တလေးတိုင်းဒေသကြီးဒီကျက်ချီတီအသင်းနဲ့ပူးပေါင်းပြီးတော့ကျွန်တော်ဒီမှာဒီတိုင်းဒေသကြီးကနေပြီးတော့မှဒီလွတ်တဲ့ဒီကျမကြီးစောင့်ရှောက်မှုတွေပြီးတော့ဒီနေပျက်စီးဆုံးရှုံးမှုတွေလိုက်ပြီးစီးရင်ကောက်တာတွေပြီးတော့ဒီကျွန်တော်ဒီတရုတ်ကျက်ချီတီရဲ့အသင်းနဲ့ပူးပေါင်းပြီးတော့ဒီလိုမျိုးဒီယာယီတဲထိုးတဲ့နေရာကြီးအဲ့ဒါကြီးမှာကျွန်တော်လိုက်ပြီးတော့စေနာဝန်ထမ်းတွေနဲ့လှုပ်အားပေးနေပါတယ်အခုကဒီမှာဒီကျက်ချီတီစေနာဝန်ထမ်းတွေကိုသူ့အုပ်စုလေးနဲ့သူခွဲပြီးတော့เนาะကိုအုပ်စုနဲ့ကိုတာဝန်ကျတဲ့နေရာတွေကိုသွားပြီးတော့ခွဲရပါတော့เนาะကျွန်တော်ကကျတော့ဒီ MRCS နဲ့ပူးပေါင်းပြီးတော့ကျမကြီးဆောင်းချောင်းမှုပေးတဲ့နောက်ကိုလိုက်ရမှာပေါ့ခင်ဗျာဟုတ်ငလင်းဆက်ဆက်လုတ်ပြီးရဲ့အချိန်မှာကျွန်တော်ပထမဆုံးကျွန်တော်ဒီမိသားစုပေါ့เนาะကျွန်တော်မိသားစုကိုဒီဘေးကင်းလုံခြုံသလားဆိုတော့အရင်ကြည့်လိုက်တယ်ပြီးတော့ကျွန်တော်မိသားစုဘေးကင်းလုံခြုံပြီဆိုတော့ကျွန်တော်ဒီပသိမ်မျိုးနယ်ကျက်ချီတီအသင်းယုံရှိတဲ့နေရာကိုသွားတယ်သွားပြီးတော့မှဒီအသင်းယုံကနေမှတဆင်ချိတ်ဆက်ပြီးတော့ဒီတိုင်းဒေသကြီးဒီကျက်ချီတီအသင်းယုံမှာလှုပ်ဆက်ရှိရအကုန်လုံးလာပြီးတော့လှုပ်တယ်ပေါ့နော်အဲ့ဒီလိုမျိုးပေါ့ဟုတ်အမတ်တရားကတော့ပထမဆုံးဒီငလျင်လှုပ်ပြီးချင်းမှာကျုံရတာကတော့ဒီပထမဆုံးကိုဒီမြို့ရဲကိုပက်ကြည့်လိုက်တာပေါ့နော်ပက်ကြည့်ပြီးတော့ကိုကဒီအသင်းမြို့နယ်ကျက်ချီတီအသင်းနဲ့ချိတ်ဆက်ပြီးတော့လှုပ်မယ်လို့ကြံတဲ့အချိန်မှာဖုန်းလိုင်းတွေကလည်းမရဘူးဘာမှလည်းမရအဲ့တော့ဆိုင်ကယ်နဲ့ပဲကိုယ့်ကိုသွားရတယ်ပြီးတော့ဒီမြို့ကိုပက်ကြည့်လိုက်တဲ့အခါမှာလည်းဒီပျက်စီးဆုံးရှုံးမှုတွေတော့များတွေ့ရပေါ့နော်အဲ့လိုမျိုးတွေ့တော့ဘာလုံနိုင်မလဲဆိုပြီးတော့ကြည့်ပြီးတော့ဒီမှာလုံနိုင်တာကိုလုံခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေအမှတ်တရရှိရပြီးတော့ဒီကျုံမြို့နယ်မှာဆိုရင်ဟိုရှိတယ်ဆုံးရှုံးသွားတဲ့ဒီနေအိမ်ဆုံးရှုံးသွားတဲ့ဟိုတယောက်တငယ်ချင်းတက်ရောက်ရှိရပေါ့နော်သူဆိုရင်သူကနေအိမ်နေမဟုတ်ဘူးသူရဲ့အမေရောညမရောပါဆုံးရှုံးခဲ့ရပါတော့အဲ့ဆိုလဲအဲ့ဒီမှာသွားပြီးတော့ကျွန်တော်ဒီကျက်ချီတီသူနာပြုတပ်ဖွဲ့အနေနဲ့ဒီကျွန်တော်ဒီအရန်မီတပ်ဖွဲ့နေပူပေါင်းပြီးတော့ကျွန်တော်ကတော့ဒီဟိုပါပေါ့ရှေးဦးသူနာပြုနဲ့ပတ်သက်တဲ့နေရာမှာဘေးကင်းလုံခြုံတဲ့နေရာမှာနေပြီးတော့ရှေးဦးသူနာပြုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလုပ်ခဲ့ရတယ်ပေါ့နော်အဲ့ဒါတွေတော့အမှတ်တရတွေပါပဲအဲ့လိုမျိုးတော့ရှေ့သူတို့အဓိကကြားရတော့သူတို့ရဲ့အဆင်မပြေမှုတွေပေါ့နော်အခက်အခဲတွေပေါ့ပြီးတော့သူတို့ရဲ့လိုအပ်မှုတွေပေါ့နော်ဒီနေစရာထိုင်စရာပေါ့နော်နေရာထိုင်ခင်းလိုအပ်တာတွေပြီးတော့ဒီရှည်တန့်လိုအပ်တာတွေအဲ့ဒါမျိုးသူတို့ရဲ့လိုအပ်မှုတွေပြီးတော့ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တာတွေပေါ့နော်အဲ့ဒါတွေပြောရတော့ပြန်ပြီးတော့ကြားရတယ်ပေါ့နော်ကြားတဲ့အခါမှာကိုကလည်းကိုဘယ်လောက်ပဲလုံနိုင်သလောက်လုံပေးတယ်ပဲဖြစ်ပေါ့နော်အဲ့လိုမျိုးဒီလုံနိုင်သလောက်လုံနေနေကိုပေါ့နော်ကိုဒီထက်မလုံနိုင်ဘူးလားပေါ့ဒါမျိုးပေါ့နော်အဲ့လို feeling မျိုးတော့ကြုံရပါတယ်အဲ့လိုမျိုးတော့ဟုတ်အားမလို့အားမရဖြစ်တဲ့ခံစားချက်မျိုးတော့ကြုံရပါတယ်ဟုတ်